ဒီနေ့မှာတော့မိတ်ဆွေတို့အတွက်9ရက်နေ့လ2026တနင်္လာနေ့ညနေအတွက်တကြိမ်မဲ့ထူးပြီးအဖွင့်လအမြတ်ရနိုင်မဲ့ကနန်းကွက်လေးတွေကိုမျှဝေပေးသွားပါမယ်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ပေးရင်ဒီနေ့အတွက်အခွင့်အရေးကောင်းလေးတွေကိုမလွတ်ကြပါစေနဲ့ဗျာထိုက်သူတွေစံကြပါစေဗျာကနန်းဆိုတာကန်နဲ့စီကန်မှာယုံကြည်ခြင်းနဲ့စိတ်အေးထားပြီးထိုးနိုင်ကြပါစေကဲဒါဆိုရင်ဒီနေ့အတွက်ကျွန်တော်တေချာရွေးထားတဲ့ကနန်းကွက်လေးတွေကတော့နှစ်လေးနှစ်ခွန်နှစ်ကိုငါးလေးငါးခွန်ငါးကိုပြန်ပြောပေးပါမယ်ခင်ဗျာနှစ်လေးနှစ်ခွန်နှစ်ကိုငါးလေးငါးခွန်ငါးကိုဒီကနန်းလေးတွေကိုအာထိုးဖို့နဲ့မနက်ညနှစ်ကြိမ်လုံးမှာစီကံရှိရှိအသုံးချနိုင်ပါတယ်ဗျာဒီနေ့အတွက်မိတ်ဆွေတို့အားလုံးအဖွင့်လှအမြတ်ရပြီးအောင်မြင်မှုတွေရရှိကြပါစေဗျာဒီလိုကနန်းကွက်လေးတွေကိုနေ့စဉ်မလွတ်ရအောင် channel ကို subscribe လုပ်ထားပေးပါနော် like နဲ့ share လုပ်ပေးခြင်းဖြင့်လည်းအားပေးသွားလို့ရပါတယ်ဗျာ